အမျိုးသမီးတွေတလားတခါရာသီပုံမှန်လာတယ်ပေါ့နော်အဲ့လိုရာသီလာတဲ့ခါမှာနာကျင်ကြိုက်ခဲမှုတန်တွေကိုခံစားရတယ်အဲ့ဒါဘာကြောင့်လဲတဲ့ဘာကြောင့်လဲဆိုလို့ရှိရင်အမျိုးသမီးတွေရဲ့ဒီတအိမ်နေရငါတလားတခါထူပေးရပါတယ်ဒီတအိမ်နေရထူပေးတဲ့ဆိုတာကကလေးလေးကတ်တွယ်ဖို့အတွက်ဖြစ်ပါတယ်အဲ့ဒါကိုမှဒီတုပ်ပိုးနဲ့မမျိုးဦးနဲ့မတွေ့ဘူးဆိုလို့ရှိရင်တော့ကလေးမဖြစ်ဘူးပေါ့နော်ကိုယ်မဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတအိမ်နေရမှာပေါ့နော်ထူပေးရတဲ့အရာလေးอ่ะပေါ့နော်ဒီအရာလေးကပြိုကျပျက်စီးပြီးတော့သွေးဖြစ်ဆင်းသွားတာကိုရာသီလာတယ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီတအိမ်နေရာမှာထူပေးတဲ့အရာကဒီလိုအောက်ကိုကြွေကျပျက်စီးသွားဖို့အတွက်ဆိုလို့ရှိရင်တအိမ်လေးကဒီလိုကျုပ်လိုက်ဆန်းလိုက်လုပ်ရပါတယ်တအိမ်လေးကကျုပ်လိုက်ဆန်းလိုက်လုပ်တဲ့အခါမှာဒီခါတွေဒီစီးကုံတွေဘိုက်တွေမှာဒီတအိမ်လေးကဒီလိုကျုပ်လိုက်ဆန်းလိုက်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်လို့နာကျင်မှုတောင်ခံစားရတယ်ပေါ့နော်ဘိုက်အောက်တာဒီအဲ့လိုမျိုးပေါ့နော်တင်းကြပ်ကြပ်တွေခံစားရတယ်ပေါ့နော်ဒါကကြတော့တအိမ်ကျုပ်ဆန်းတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီတိန်နေမှာရှိတဲ့အရာလေးတွေကွာကြပြီးတော့မှသွေးဖြစ်ဆင်းသွားတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မနော်နာကျင်မှုတန်တက်တာအောင်ရာသီလာတဲ့ချိန်မှာတက်တာအောင်ဘယ်လိုလုပ်အောင်လဲဆိုလို့ရှိရင်ဝါရာသီလာမယ်တည်တယ်ပေါ့နော်ဥပမာ15ရက်နေ့ရာသီလာနေကြဆိုလို့ရှိရင်73ရက်နေ့14ရက်နေ့တွေကပေါ့နော်14ရက်နေ့တွေကအကိုက်ခဲပြောက်စီလေးတွေတောက်ထားပြီးလို့ရပါတယ်ပါရာစီတမော့လိုမျိုးကိုက်ခဲပြောက်စီလေးတွေတောက်ထားပြီးလို့ရတယ်သူတို့တောက်မယ်ဆိုလို့ရှိရင်တော့ထမင်းစားပြီးတဲ့ချိန်မှာပဲတောက်ပြီးရတယ်နော်အဆိုင်အထိတက်တာဖြစ်တော့ကြောင့်မလို့ပါဒါဆိုလို့ရှိရင်ဒီလိုမျိုးကိုက်ကပြောက်စီတဲ့ခဏတောက်တော့မကောင်းဘူးเนาะကိုယ့်ရဲ့ကျန်းမာရေးအတွက်တိတ်ပြီးတော့မကောင်းအဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်ဒါဆိုလို့ရှိရင်ဘာလုပ်ပြီးလို့ရသည်လဲဆိုလို့ရှိရင်ရာသီလာခါစားဆိုလို့ရှိရင်မူးလေးဆိုလို့ရှိရင်လည်းဘိုက်အောက်တက်တယ်ပေါ့နော်လာခါစားလေးမှာသူကတနိုင်လောက်အောက်တက်တယ်အဲ့လိုမျိုးဆိုဘာလုပ်တက်လဲဆိုလို့ရှိရင်နောက်ပြီးတော့ဒီလိန်စေးလေးတွေပေါ့နော်ဒီတန်လိုက်စီလိုမျိုးလိန်စေးလေးတွေလိန်ပြီးလို့ရတယ်နောက်ပြီးတော့မှဘာလုပ်ပြီးလို့ရသည်လဲဆိုရှင်ဂျင်းပြုတ်ရည်လေးတောက်ပြီးလို့ရတယ်နော်ဂျင်းပြုတ်ရည်ကသူကရောင်ရမ်းမှုကိုလည်းတတ်တာစီတယ်နာကျင်မှုလည်းတတ်တာစီတယ်နော်ဂျင်းလေးကိုထညက်လေးနဲ့ပေါ့နော်ဂျင်းနဲ့ထညက်နဲ့ထုထောင်းပြီးတော့စားလေးအနည်းငယ်လေးထည့်ပြီးတော့မှပြုတ်ပြီးတော့မှတောက်ပေါ့နော်သူကဂျင်းကတောက်ကတာသူကချူတိုတိုလေးနဲ့ပူရှိန်လေးပေါ့နော်အဲ့လိုမျိုးအရသာလေးရှိတယ်တောက်လိုက်တဲ့အခါမှာဒီလိုမျိုးသွေးဆင်းတာအတွက်ကိုလည်းအထောက်ကူပြုတယ်ရောင်ရမ်းနာကျင်မှုတံကိုလည်းတတ်တာစီတယ်ပေါ့နော်ဂျင်းပြုတ်ရည်လေးလည်းတောက်ပေးပါနောက်ပြီးတော့ရေနွေးအိတ်ပေါ့နော်ခါးရီနာတိုင်းလည်းဖြစ်တတ်တယ်ပေါ့နော်ဒီလိုမျိုးတအရင်ညှစ်လိုက်ဆုပ်လိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခါးရီနဲ့ဒီတအိမ်တွေနဲ့ဘိုက်တွေနဲ့တက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုက်တွေခါးတွေရေနွေးအိတ်လေးတွေအဲ့လိုမျိုးလုပ်ပေးပါကပ်ပေးပေါ့နော်နောက်ပြီးတော့မှနောက်အစိအဆန်လေးတွေစားပေးပါအိတ်ရေဝအောင်အိတ်ပေးပါနောက်ပြီးတော့ရေလုံလောက်တောက်ပေးပါရေလုံလောက်တောက်မှဒါလင်းဒီအခုသွေးဆင်းသွားတဲ့ဆိုတာကသွေးဆုံးရှုံးမှုဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ရေကိုလည်းလုံလောက်တောက်ပေးပါရေအနည်းဆုံး2လီတာလောက်တောက်ပေးပေါ့နော်ဒီသွေးဆင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရေထက်ဆုံးရှုံးသွားတယ်ရေလုံလောက်တောက်ပေးပါနောက်ပြီးတော့အသီးအရွက်များများစားပေးပါနော်အသီးအရွက်ကိုများများစားပေးပါနောက်ပြီးတော့တန်တက်အကောင်းစီတဲ့အရွက်တွေစားပေးပါအဲ့ဒါကြတော့ကိုက်လန်တို့ကစုံရွက်တို့အဲ့လိုမျိုးဟာလေးတွေပေါ့နော်အစိမ်းရင်းရောင်အရွက်ပါတယ်အစိမ်းရင်းရောင်အဲ့လိုမျိုးပါတဲ့အရာလေးတွေစားပေးပေါ့နော်အဲ့လိုမျိုးလေးတွေစားပေးမယ်ဆိုလို့ရှိရင်လည်းသူကကြတော့တန်တက်ပေါ့နော်တန်တက်ဆုံးရှုံးမှုကိုသူပြန်လဲပြီးတော့ဖြည့်စီတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးစားပေးရမှာဖြစ်တယ်ရှောင်တင်းတဲ့အစားအစာတွေကြတော့လဲရှောင်ပေါ့နော်စီကြော်တို့အဆက်တို့အငံတို့အဲ့ဒါလေးတွေကိုရှောင်ပေးပါသူတို့ကြတော့ရှောင်တာပို့ပြီးတော့ကောင်းစီတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပေါ့နော်ကိုကရာသီလာတဲ့ခါမှာနာကျင်မှုတံကိုတက်တာစီဖို့အတွက်ခြင်းဒီလိုမျိုးနှုတ်စားသဖြင့်ပေါ့နော်အစေးဆန်လေးတွေစားပြီးအားရှိအောင်အိပ်ပြီးရေများများတောက်ဒီလိုမျိုးပေါ့နော်သွေးအားကောင်းစေတဲ့အရာလေးတွေစားပြီးအရေရွှမ်းတဲ့အရာလေးစားပြီးဖရဲသီးရှိမယ်လိမ္မော်သီးရှိမယ်အဲ့လိုမျိုးပေါ့နော်ထောပတ်သီးတွေလည်းစားပြီးအဲ့လိုမျိုးစားခြင်းအပြင်ဒီလိုမျိုးပေါ့နော်နာကျင်မှုတောင်တတ်တာစီမှာဖြစ်တယ်ဒါကြောင့်မလို့ဒီလိုမျိုးပေါ့နော်ကိုကလောက်ကြည့်လို့လည်းရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးပေါ့နော်အမျိုးသမီးတိုင်ကျမကြီးဖြစ်စားဗီဂျနီတိုင်ကျမကြီးဖြစ်စားစီလေးတောက်ပြီးလို့ရတယ်ဒီမှာကျတော့သူကကျတော့ဂျင်းနဲ့ပါတယ်ဆန်နွင်းပါတယ်အဲ့အတွက်ကြောင့်လို့ရာသီဆင်းတာကိုပုံမှန်ပေါ့နော်မကောင်းတဲ့အရာတွေကိုလည်းသူကဆင်းစေတယ်ပေါ့နော်အကျွင်းအကြံကြံခဲ့တဲ့လမှာကြံခဲ့တဲ့အကျွင်းကြံတွေကိုသူကဆင်းစေတယ်နောက်ပြီးတော့မှတရက်ကိုပုံမှန်လေးအနည်းဆုံးတစ်လုံးလောက်တောက်ပေးမယ်ဆိုလို့ရှိရင်ရာသီလာတဲ့ခါမှာနာကျင်ကြိုက်ခဲမှုတံကိုတတ်တာစေတာဖြစ်တယ်သူ့ထဲမှာကျတော့တဘာဝပစ္စည်း9မျိုးပေါ့နော်ဂျင်းဆနွင်းဂျင်းနဲ့နောက်ပြီးတော့တခြားပေါ့နော်ဒီထိုင်းရရှိတဲ့ဒီပေါ့နော်အပင်လေးတွေပေါ့နော်အပင်မှာရှိတဲ့အရာလေးတွေဒီအသီးနှံလေးတွေနဲ့ပေါ့နော်တဘာဝပစ္စည်း9မျိုးနဲ့ဖော်ဆက်ပြီးတော့ပြုလုပ်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ဆိုကြမရှိဘူးဆရာဝန်ထောက်ခံချက်နောက်ပြီးတော့ဟာလာနောက်ပြီးတော့ FDA အဲ့လိုမျိုးပေါ့နော်ထောက်ခံချက်ပြေဝရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချစာတောက်ပြီးလို့ရတယ်เนาะဒီထဲမှာဆိုလို့ရှိရင်အမျိုးသမီးရာသီပုံမှန်ဆင်းအောင်ကူညီပေးတယ်ဟော်မုန်းလည်းပဲထိန်းညှိပေးတယ်ပေါ့နော်ဒါလေးကိုတောက်ပေးခြင်းအားဖြင့်အမျိုးသမီးရာသီလာတာကိုလည်းကောင်းမွန်စေတယ်ရာသီ
မလာတဲ့သူတွေပေါ့နော်တချို့ဆို3-4လမလာတဲ့သူဆိုလဲတောက်ပြီးလို့ရရယ်နော်တစ်ခါတောက်လို့ရှိရင်တော့နှလုံးလောက်တောက်ပေးရမှာဖြစ်ပါတယ်ကိုကပေါ့နော်ဘတ်ဂျက်ကြည့်ရတဲ့သူဆိုလို့ရှိရင်အနည်းဆုံးတစ်လုံးလောက်တောက်ပေးပေါ့နော်ဒီလိုမျိုးလေးတောက်ပေးရမှာဖြစ်တယ်ပုံမှန်တောက်ပေးခြင်းအပြင်ရာသီပုံမှန်လာစီတယ်နောက်ပြီးတော့မှနော်ကိုယ်ပြတ်ကြတဲ့သူတွေပေါ့နော်တအိမ်တန့်ဖို့အတွက်ကိုလည်းတောက်ပြီးလို့ရရယ်နော်ဒါလေးကိုပေါ့နော်တအိမ်ပေါ့နော်တန့်ဖို့အတွက်တောက်ပြီးလို့ရတယ်မူလေးစီမှာဆိုလို့ရှိရင်သူကကိုယ်ပြတ်ကြပြီးတော့မှတအိမ်တန့်ဖို့အတွက်လာပြီးတော့တောက်လိုက်တဲ့ခါမှာသူ့ပေါ့နော်ပြတ်ကြပြီးရဲ့အကျွင်းကြံလေးတွေကြံတဲ့ဟာတွေကဆင်းသွားတယ်ပေါ့နော်အဲ့တော့ကြောင့်လို့သူသွေးဆင်းတာလည်းရက်သွားပြီးတော့သူအခုဆိုလို့ရှိရင်ကျန်းမာသွားပြီပေါ့နော်ဒါကြောင့်မလို့မူလေးစီမှာလိုချင်တယ်ဆိုလို့ရှိရင်မူလေးစီမှာလာရောက်မှယူလို့ရရယ်နော်ဒါကတပူကို4200ကျပ်ဖြစ်ပါတယ်မြန်မာနိုင်ငံဆိုရင်ကောနေပို့ပေးတယ်ထိုင်းဆိုလို့ရှိရင်တော့ထိုင်းကနေပို့ပေးတာဖြစ်ပါတယ်350ဘတ်ဖြစ်ပါတယ်ဒါတောက်ပုံတောက်နီးလေးကြတော့ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ပေါ့နော်တစ်လုံးတောက်တာနှလုံးတောက်တာစသဖြင့်ဘယ်ချိန်တောက်တာလဲကိုယ့်ရဲ့ယောဂအခြေအနေပေါ်မူတည်ပြီးတော့မူလေးတော့တိုက်တာဖြစ်ပါတယ်လိုချင်တယ်ဆိုလို့ရှိရင်မူလေး Facebook စီမှာတိတ်စိတ်လာရောက်ပြီးတော့ဆွေးနွေးမေးမြန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်မူလေးဖြစ်ပါတယ်